ပါမယ်နော်3.5အချိန်နဲ့တော့ပါမယ်နော်3.5အချိန်နဲ့တော့ပါမယ်3.5အချိန်မှာအဲ့တော့3နဲ့ပတ်သက်ရင်ကျွန်တော်အကွက်လေးတွေရေးချက်ပေးမယ်5နဲ့ပတ်သက်အကွက်လေးတွေရေးချက်ပေးမယ်ပြီးရင်အဲ့ဒီအကွက်တွေပဲလိုက်ထုတ်မယ်နော်ပြီးရင်အပြင်မိန်းလေးတွေကွက်ကောင်းလေးတွေပေါ့နော်ဗီဒီယိုတွေကိုလည်းတောင်းမှာဒေါင်းထားတာဗျာဗီဒီယိုတွေကိုလည်းဒေါင်းမှာဒေါင်းထားတာဗျာဖုန်းလေး14မဲ့ဒေါင်းဝင်နဲ့လေးကဝင်ကြည့်သိနေတာယူဘယ်လိုဒေါင်းနေတာဖုန်းလေး14မဲ့နော်မဒေါင်းနဲ့နော်ပါဝါနဲ့လာပြီးတော့အပူလိုက်နာတဲ့ကျွန်တော်ညနေမှာအပူနဲ့သတိပေးထားပါတယ်ကျွန်တော်ခုနကပြောထားပါတယ်အပူဒီညနေကျွန်တော်လမ်းကြောင်းတွေ့ထားတယ်88တကွက်နဲ့66တကွက်အပူသမားတွေမဖြစ်မနေထိုးမယ်88တကွက်ကိုမဖြစ်မနေထိုးမယ်ဒုတိယတကွက်ကတော့ကျွန်တော်66တကွက်နော်ကျွန်တော်88နဲ့66ကိုကြိုက်တယ်အပူထဲမှာနော်ကဲတယ်ဟုတ်ကဲ့ပါ3.5အချိန်ပါ3နဲ့ပတ်သက်အကွက်လေးတွေရေးချက်ပြီးမယ်လက်မလေးတွေနှိပ်ပါလက်မလေးတွေမှတ်နေရသေးတယ်အကူမရအောင်မယ်လိုက်လက်မလေးတွေနှိပ်ပြီးပါချဲမွေးကလည်းပြောပြပါချဲမွေးဒီ6နှစ်95လေနော်ချဲမွေးကတော့ကျွန်တော်6နှစ်95နော်ချဲမွေးနှစ်ကွက်ရှိပါတယ်6နှစ်95နော်ဒီနှစ်ကွက်ပါဒါတတိထပ်ပေးတာပါနော်ချဲမွေးနှစ်ကွက်ကတော့62 95ဒါချဲမွေးနောက်တစ်ပတ်ချဲမထွက်မှချင်းမှာထိုးရမယ်ကနေနှစ်ကွက်ပါ62နဲ့95ပါကိုစောသိန်းနဲ့အစောကြီးလိုက်တက်တယ်เนาะအစောကြီးတက်ပြီးတော့အစောကြီးသိမ့်မယ်ကဲကျွန်တော်15မိနစ်ပြည့်သွားပြီเนาะခဏလေးစခေါ်ပြီးမယ်เนาะခဏလေးစခေါ်ပြီးမယ်ဆိုတော့ကျွန်တော်တို့ဒါ3.5အချိန်ကိုကျွန်တော်3.5နဲ့ပတ်သက်ရင်အဲ့တော့9.3အချိန်မှာ9နဲ့ပတ်သက်တဲ့အကွက်လေးတွေရေးစပြောလိုက်မယ်เนาะအဲ့တော့9.3အချိန်မှာ9နဲ့ပတ်သက်လိုက်ပြီးတော့မှပါ9နဲ့ပတ်သက်ကျွန်တော်9256 9.58ပါเนาะ9256 9.58ပါ9256 9.58ဟုတ်ကဲ့ပါကြည့်တာနောက်ကျသွားလို့ပါเนาะ9256 9.58ပါ9256 9.58เนาะအကြိုက်ဆုံးနှစ်ကွက်ဒီ50.58ပါเนาะအကြိုက်ဆုံးနှစ်ကွက်ဒီ50.58ပါအကြိုက်ဆုံးနှစ်ကွက်ဒီ50.58နှစ်ကွက်အကြိုက်အရင်လို site တွေပြန်မတော့ပြတော့လားတဲ့ကိုသူရင်ထွေးပြကျင်တာပေါ့နော်ကျွန်တော်ညှပ်ပတ်တွေလိုက်မလင်းဖြစ်တော့နော်ဗီဒီယိုဖိုင်ပဲတင်ဖြစ်တော့ကျွန်တော် site ပြရင်ညှပ်ပတ်လောက်ပဲပြမှာနော်နှင်းကပတ်တွေမပြအောင်နော်တော့ဒါပေမဲ့ site ပြရင်အချိန်တအားပြရလိုက်လွှင့်တနိုင်တော့လွှင့်ရလို့နော် site ဆွဲတာအချိန်တွေအများကြီးပြရင်လည်းအများကြီးအချိန်တွေအများကြီးခုပုံမှန်ပြင်းနေမှာဆိုလို့မကြည့်ချင်တဲ့လူကများတယ်လေအဲ့တော့ကျွန်တော် site တွေအရင်လိုမဆွဲပြရတာအဲ့ကျွန်တော်တခါလေးပဲခဏလိုင်းတူရှင်ပဲပြီးတယ်အဲ့တော့အစင်ပေးထို့မစင်မပေးမထို့နဲ့ဒီလိုပဲเนาะအရင်လို site တွေပြန်ဆွဲပြကျင်တာပေါ့ site မဆွဲရလဲကျွန်တော်เนาะနှစ်ချီနေပြီမဆွဲပြရတာဟုတ်လားအဲ့တော့ဒါပေမဲ့ site ကတော့အများကြီးဖြစ်ပါတယ်เนาะပြန်မပြဖြစ်တာပဲရှိတာပါเนาะအရင်တော့ကလူတော့ပြန်ပြကျင်တာပေါ့เนาะ